ယောက်ျားကတော့ပြီးရင်တန့်ပြန်မှာနော်ရွာမှာကြာကြီးမနေတယ်ဘူးကျမအေးပါမိမရာတန့်ပြန်မှာပါနော်အမမိမစိတ်မဆိုးနဲ့နော်တနေ့တစ်ခါပဲအမေကိုသတင်းကြိုလေးမှလာကြတော့ပါနော်ညနေတန့်ပြန်မယ်နော်ပြောမပြောချင်ဘူးအမေတားတို့သတင်းကြိုလာကြတော့လားအမေဟဲငါသားလေးရောပြင်းလာတယ်ယောက်ျားရေစားတာမိမဟိုမှာရိုးစင်ရှိရလေကွာဟိုမှာတောက်လိုက်နော်မိမရှင်ဘာတွေပြောနေရတော့ကျမရေတန့်မှာတောက်တတ်တာလေရိုးစင်တွေကရေတောက်เสียရလားကျမတောက်လိုက်ပါမိမရဲ့ရိုးစင်တွေကရေတယ်ကောင်းပါတယ်မိမရဲ့ရှင်ယူထားတာမြို့သူနော်တောသူမဟုတ်ဘူးရိုးစင်တွေကရေတောက်เสียရလားရေတန့်မှုတော့ပဲခုချက်ချင်းအေးပါမိမရဲ့ယောက်ျားသွားဝယ်ပေးမယ်နော်ဟောသမီးလေးကရေတန်းတောက်ချင်တာလားအမေသွားဝယ်မယ်နော်တားထိုင်နေအမေပြီးဝယ်လိုက်မယ်ဟုတ်မေဟုတ်အလက်ချစ်တွေထလာမသိပါဘူးတော့ရားတော်ရားလာပြီကြားနေပြီနော်ယောက်ျားအေးပါမိမရာအမေရေဘူးဝယ်ပြီးပြန်လာနဲ့ကြော့ပြီးတော့ယောက်ျားတို့ပြန်မယ်နော်ခဏလေးနော်ရှင်လဲကြိုက်တယ်အဲ့ဒါကြောင့်ကျမရှင်းရွာကိုမပြန်ချင်တာ